ဒီကောင်မလေးအိတ်လို့မပြောနိုင်ဖြစ်နေတယ်သူမဟာခေါင်းရှာဖို့ထားလိုက်တယ်ဟိုင်းမကြခင်မှာပဲကောင်မလေးသတိလစ်သွားခဲ့တယ်တရေလေးဟာကိတ်ကိုနိုးလာအောင်ရေနဲ့ပက်လိုက်တယ်နိုးလာတဲ့အခါမှာတော့ကိတ်တယောက်အကျယ်ကြီးအော်ဟစ်မိတော့တာပါပဲသူမအဖေဟာအော်တန်ကြားတာနဲ့အပြေးလွှားရောက်လာခဲ့တယ်တရေမြင်ခဲ့တာကိုတိလိုက်ရပြီးနောက်သူကသမီးဖြစ်သူကိုနှစ်သိမ့်ပေးခဲ့ပြီးအိမ်ရဲ့ထောက်စီနေရာတိုင်းကိုလိုက်ရှာပါတော့တယ်သူတကားဖွင့်လိုက်တဲ့အချိန်မှာပဲအခြေအနေတွေကအန္တရာယ်ရှိလာခဲ့ပါတယ်တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာသူဟာသမီးဖြစ်သူကိုပွေ့ချီပြီးဗီရိုထဲမှာဝတ်ထားခဲ့ကငြိမ်နေဖို့ပြောခဲ့ပြီးတရဲကိုသွားစစ်ဆေးခဲ့ပါတယ်သူတို့ရဲ့အော်ဟစ်တန်တွေကြောင့်နောက်ထပ်တရဲ၃កောင်ထပ်မံရောက်ရှိလာခဲ့တယ်သူတို့ဟာအဖေဖြစ်သူကိုစောင့်နောက်ကြပြီးသူ့ခန္ဓာကိုယ်ရဲ့အထီတောင်ပူးကပ်ဝင်ရောက်ခဲ့ကြပါတယ်ဟာပြီးနိုးလာတဲ့အခါမှာတော့စိတ်ငြိမ်သွားအောင်မျက်နှာတစ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့သူမောကြည့်လိုက်တဲ့အချိန်မှာပဲလမ်းဖြတ်ပြီးထပ်မံတတိလစ်သွားခဲ့ပြန်ပါတယ်ပြဿနာတွေအများကြီးကြုံတွေ့ရပြီးနောက်မှာတော့နောက်ဆုံးမှာသူတရဲကဒီကိုနှိမ်နှင်းမဲ့နီလန်းကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။သူဟာဖုံးဆုပ်ဆက်ကိုတုံးပြီးတရဲတွေကိုစုပ်ယူခဲ့တာကြောင့်နန်လောကသားတွေအပေါ်ထိရောက်မှုရှိခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကိတ်ဟာဖုံးဆုပ်ဆက်ကိုကင်ပြီးမိဖို့ကြောင့်တဲကိုတတိထားကရှောက်ဝင်လာခဲ့တယ်။သူမဘာမှမလုပ်နိုင်ခင်မှာပဲပုံရိပ်အလင်းပွင့်တစ်ခုရုတ်တရက်ပေါ်လာခဲ့ပါတယ်။ကက်စပါဟာသူမအော်မဟစ်နိုင်အောင်ပါဇက်ကိုအမြန်ပိတ်လိုက်ပါတယ်။ကိတ်ဘလောက်တောင်ကြောက်လန့်နေလဲဆိုတာမြင်တော့သူကအန်ရမပြူကြောင်ပြောပြခဲ့ပြီးသူမအတွက်ကောင်းမွန်တဲ့မနက်စာကိုတောင်ပြင်ဆင်ပေးခဲ့ပါတယ်။ကိတ်ဟာတတိထားနေတာတွေကိုရှော့ချလိုက်ပြီးဒီတရဲလေးရဲ့ချစ်ခင်မှုကိုလက်ခံကသူ့ကိုအตาရထိတွေ့ဖို့လက်ကမ်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမအဖေလမ်းလျှောက်ဝင်လာခဲ့ပြီးကက်စပါဟာသူ့အတွက်လည်းမနက်စာပြင်ဆင်ပေးထားခဲ့ပါတယ်။ကက်စပါလက်အထွက်မှာပဲစိုးသွန်းတဲ့တရေ၃កောင်ထပ်မံပေါ်လာပြန်ပါတယ်။နေရောင်ခြည်ကသူတို့ခန္ဓာကိုယ်ကိုထိမိတဲ့စက္ကန့်ပိုင်းမှာပဲသူတို့ဟာကြောက်မက်ဖွယ်အော်ဟစ်တန်တွေထွက်ပေါ်လာစေခဲ့ပြီးတားအဖနှစ်ယောက်ကိုအကြီးအကျယ်ထိတ်လန့်သွားစေခဲ့ပါတယ်။ဒါဟာစားနောက်ယုံတက်တာဖြစ်ပြီးမကြခင်မှာပဲသူတို့ဟာဘေးကင်းလုံခြုံစွာပြန်လည်ပေါ်လာခဲ့ပါတယ်။သူတို့ဟာကက်စပါကိုကြမ်းတမ်းစွာဖမ်းဆွဲခဲ့ကြပေမဲ့သူကတော့ဘယ်တော့မစိတ်မဆိုးပဲသူတို့အကြိုက်ဆုံးအစားအစာတွေကိုသာပြင်ဆင်ကျွေးမွေးခဲ့ပါတယ်သူတို့တောင်းကြမ်းပြီးစားတောက်နေကြစဉ်မှာကက်စပါကတော့အမိုက်တွေကိုတိတ်တဆိတ်လိုက်လံရှင်းလင်းပေးခဲ့ပါတယ်ကိတ်ဟာသူ့အတွက်စိတ်မကောင်းဖြစ်ရပြီးရှေ့ကနေမမရက်တီပေးခြင်းခဲ့ပါတယ်သူမအဖေကတော့ကြောင်းသွားဖို့အတွက်သူမကိုတားဆီးခဲ့ပြီးဒီလေပတ်ဆန်းပြတဲ့တရဲတွေကိုတယောက်တည်းရင်ဆိုင်ဖို့ကြံရစ်ခဲ့ပါတယ်ကိတ်ဟာပထမဆုံးကြောင်းတက်ရက်မှာပဲဒုက္ခနဲ့ကြုံတွေ့ခဲ့ရပေမဲ့နာမည်ကြီးတဲ့ကောင်လေးကသူမကိုကူညီဖို့ချက်ချင်းရောက်လာခဲ့ပါတယ်။ကျောင်းကအလှပကလေးလေးကဒီမြင်ကွင်းကိုမြင်သွားပြီးသူမရဲ့ဩဇာအာဏာကိုသုံးကအတန်းဖော်တွေအားလုံးကိုကိတ်နဲ့ဝေးနေဖို့လှုပ်ဆောင်ခဲ့ပါတယ်။သူမအတွက်စိတ်ပူနေတဲ့ကက်စပါဟာကျောင်းထိတိတ်တဆိတ်လိုက်ပါသွားခဲ့ပါတယ်။ကိတ်ကအတန်းထဲမှာသူမဟာတရဲချောက်တဲ့ရုံတော်ကြီးထဲမှာနေထိုင်ကြောင်းပြောလိုက်တဲ့အခါလူတိုင်းကရေမောပြီးလှောင်ပြောင်းခဲ့ကြပါတယ်။အတန်းပြီးဆုံးတာနဲ့ကျောင်းသားအားလုံးထွက်လိုက်ကြပါတယ်။ဒါဟာကျောင်းသားအားလုံးရဲ့ရှုဖက်နှက်ကြိုးတွေကိုတစ်ခုတည်းဖြစ်အောင်လိုက်ချီထားခဲ့တဲ့ကက်စပါရဲ့လက်ချက်ပဲဖြစ်ပါတော့တယ်။ရုပ်ရှင်အကျဉ်းချုပ်များအတွက် follow လုပ်ထားပေးပါ